ခေါင်းတိုင်းမိတ်ဆွေများလုံးကိုစိတ်ပြချမ်းသာချမ်းသာကြပါစေခင်ဗျာကျွန်တော်တို့ပင်လဲမှာဟိုဦးကျော်ဆိုလည်းဖြစ်ပါတယ်ကျွန်တော်ယခုတခါပေါ်ပြမယ်ပညာသင်ခန်းစာလေးကတော့မိတ်ဆွေတွေလက်ဖွားပြင်ကိုကြည့်ပါမိတ်ဆွေတွေလက်ဖွားပြင်ရဲ့လက်တန်းရဲ့အောက်ရှိပါစီကအသားဆိုင်နေမီလေးကိုကျွန်တော်တို့ဗိုလ်တော်ရုပ်လုံးသတ်မှတ်ပါတယ်ဗျအဆိုပါဗိုလ်တော်ရုပ်ဂျုံကမဲ့အမှတ်သားပါရှိပါကဒါကအကျွေးတင်ခြင်းလူလင်းငွေလင်းခံရခြင်းအကျွေးမြောက်ပြန်လဲတောင်းတဲ့အခါမှာအခက်ခဲတွေနဲ့ကြုံရတတ်ခြင်းလို့ပြဆိုပါဗျာနော်အကျွေးတွေတောင်းမြဖြစ်တတ်ခြင်းနော်ဒီလိုမျိုးလေဖြစ်တဲ့ကြုံတတ်တယ်ဗျာနော်နောက်တစ်ခုကဘာလဲဆိုလုပ်ငန်းဆောင်တာများပျက်စီးဆုံးရှုံးထိခိုက်နေတာတတ်တယ်နော်မိကောင်းဆွေမုံနဲ့ကြွေကွင်းရတတ်တယ်အခြေရေးသုံးဖို့အိမ်တော်ရေးမှာချစ်သူသုံးဖို့အိမ်တော်ဘက်နဲ့လမ်းခွဲရသည်အထိကြုံဆိုတတ်တယ်ကျွန်တော်ဗီဒီယိုလေးဒီမှာပဲနေကိုချိုးပါတယ်ခုနကသားမိတ်ဆွေများအားလုံးကြည့်ရှုပေးခဲ့သူတဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းအားလုံးကိုလည်းကျေးဇူးဥပကာအထူးလက်တင်ရှိရပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့သက်ပါ like and share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့အကောင့်ကိုလည်း follow လုပ်ပေးသွားကြပါခင်ဗျာကျွန်တော်ရဲ့ဘေးလက်ကနာမည်များဆက်သွယ်လို့ဖုန်းနံပါတ်ခေါ်9ကိုလည်းတစ်ချက်ခုသုံးရဆက်သွယ်လို့လည်းကောကျွန်တော်ရဲ့ Messenger နဲ့ဆက်ဖြစ်ဆက်သွယ်လို့လည်းကောဘေးလက်ကနာမည်များဆက်သွယ်စုံစမ်းလို့ရပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကိုချိုးပါတယ်ခင်ဗျာ